Air Jordan 1 Hype Black Door 2025လေးအကြောင်းပြောပြပေးပါတဲ့ Okay ကျွန်တော်ဒီနေ့ Jordan 1 Hype Black Door Reimagining အကြောင်းကိုပြောမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးသူ့ box ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါမှာ Michael Jordan 1984ဝန်းကျင်လောက်က Infamous Flight Campaign မှာသူ photo shoot လုပ်ထားတဲ့ပုံပဲဒီမှာ portrait အနေနဲ့ထည့်ထားတယ်ဒီထဲမှာတွေ့ရမှာကသူအဲ့တုန်းကမထပ်ပြစ်ခဲ့တဲ့ Unreleased Jordan 1 Black Door ဒါ level မှာဆွဲထားတယ်ပြီးတော့သူဝတ်ထားတဲ့အင်ဂျီမှာဒါ Jordan ရဲ့ wings logo ပါတယ်ပေါ့နော်ကျွန်တော် box ကအတွင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ wings logo ပဲဒါပေမဲ့ဒီမှာထူးခြားတာကဒီပေါ်မှာ Air Jordan ဆိုရဲစာမရေးထားဘူးပြီးလို့ရှိရင်ဒီနားမှာသတိထားမိလားတော့မသိဘူး TM ဆိုတဲ့စာလေးမပါဘူးအဲ့တော့ဒါကသူတို့ trademark တောင်မတင်ရသေးတဲ့ logo ပုံစံမျိုးပေါ့နော်အောက်မှာရေးထားတာက Special Attention M Jordan ဆိုပြီးရေးထားတယ်အဲ့တော့ဒါလေးကဒီလေးကတော်တော်လေးမိုက်တယ်ပေါ့နော်ထဲကိုစက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ tissue paper ဒီ tissue paper ကမှာပါတဲ့ feature ကကျွန်တော်တို့ထုတ်ကြည့်လိုက်မယ်ဆိုရင်ဝါcrazy detail တွေအများကြီးပါတယ်ပေါ့နော်အဲ့တုန်းကဒါ Jordan ရိုက်ထားတဲ့ portrait ပုံတွေပါတယ်ပြီးသွားရင်ဒီပေါ်မှာဒါ wings logo ကို sample ရေးထားတဲ့ဆွဲထားတဲ့ design မပြီးသေးတဲ့ပုံစံမျိုးဒီမှာဆိုလို့ရှိရင်ဒါပုံမှန် Air Jordan နေရာမှာ Nike လို့ရေးထားတယ်ဒီဘက်မှာဒါဘာမှမရေးထားဘူးဒီအောက်မှာဆိုလို့ရှိရင်ဒါမပြီးသေးပဲ basketball နဲ့ wings ပုံစံမျိုးလေးပဲပေါ့နော်ဒီဘက်မှာတော့ဒါ Air Jordan ကိုဒါ capital letter တွေနဲ့ပဲရေးထားတယ်အဲ့တော့ဒါလေးရင်တော်တော်မိုက်နေပြီပေါ့နော်ကျွန်တော်အဲ့တော့ဖနက်ကိုဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဖနက်ကကျွန်တော်1985တုန်းက OG version အနေနဲ့ထွက်ခဲ့ပြီးတော့ကျွန်တော်2013မှာ retro အနေနဲ့တစ်ခါ2016မှာတစ်ခါနဲ့အခုဒါ reimagining ဆိုပြီးတော့ဒါ unreleased မထွက်ခဲ့တဲ့ sample ပုံစံနဲ့ပြန်ပြီးထွက်လာတဲ့ TM ပဲဖြစ်ပါတယ်အဲ့တော့ဒီဖက်မှာထူးခြားတဲ့အချက်ကအဓိက2ချက်ပါတယ်အဲ့ဒါက1985 OG တုန်းကဒီ term ကအဖြူရောင်ဒီမှာဒါသူတို့အမဲရောင်ပြောင်းပြီးသုံးထားတယ်နောက်တစ်ချက်ကဒီ wings logo ကိုဖျောက်ပြီးတော့ Air Jordan ဆိုပြီးတော့အမဲရောင်နဲ့ရေးထားတဲ့အချက်ပေါ့နော်ဒီဖက်ကပထမတုန်းကကျွန်တော်တို့ဒါ2023နဲ့ထွက်မယ်ဆိုရဲ rumors တွေထွက်ခဲ့ဘူးတယ်ဒါပေမဲ့တကယ်တမ်းနောက်နှစ်2024မှာထွက်တော့မယ်အောက်တိုဘာ24ရက်နေ့မှာထွက်မယ်ဆိုပြီးတော့တောင်မှဒါကျွန်တော်2024အစပိုင်းတုန်းက2024မှာ high လာနိုင်တဲ့ plan တွေထဲမှာတောင် review video ထဲမှာတောင်ဒါကျွန်တော်ထည့်ပြီးပြောဘူးတယ် Nike အနေနဲ့တကယ်ကြီးထွက်လာခဲ့ရင်တော့ဒါသူတို့အနေနဲ့တော်တော်လုပ်ရဲတယ်လို့ဒါကျွန်တော်ပြောရမှာပေါ့နော်ဒီလောက်အသားကျပြီးသား design တစ်ခုကိုဒီလိုမျိုး Air Jordan ဆိုပြီးတော့ပြောမယ်ဆိုရင်ပုံလင်းပြရုပ်ဆိုးတယ်ဗျာ Wings logo ကြီးကိုကျွန်တော်တို့ကနေတိုင်းမြင်နေကြဖြစ်ပြီးသားဟိုဒါကြီးကိုဒီလိုကြီးပြောင်းလိုက်တယ်ဆိုတော့အဲ့တော့ဒီ wings logo က Nike အနေနဲ့အဲ့တုန်းကလှုပ်ရဲတယ်လို့တောင်မှကျွန်တော်ပြောလိုက်သေးတယ်တကယ်ထွက်လာတော့လေဒီပုံစံမျိုးနဲ့ပဲထွက်လာတယ်ထွက်လာတဲ့ရက်ကတော့ကျွန်တော်တို့2024မှာမဟုတ်တော့ဘဲနဲ့ဒီ2025 February 15မှာထွက်လာတဲ့တရံပဲဖြစ်ပါတယ်အဲ့တော့ဖနက်ရဲ့ဒီ day တချို့ကိုကြည့်မယ်ဆိုလို့ရှိရင်ဖနက်ကဒါ black door ဆိုတဲ့အတိုင်း toe box bay area မှာဒါ black မဲရောင် color နဲ့ပဲလုပ်ပေးထားတယ်အဲ့တော့ material အနေနဲ့ကတော့ကျွန်တော်ထူထူပြောမနေတော့ဘူးပုံမှန် Jordan ဒီမှာပါတဲ့ leather ပုံစံမျိုးပဲ Miso ကတော့ဒါ vintage လို့လေးရအောင်လို့ဒါနည်းနည်းဝါညင်းညင်းလေးရအောင်လို့လုပ်ပေးထားတယ်အောက်ဆိုးကလည်းဒါအနီရောင်နဲ့ပဲလုပ်ပေးထားရပါတော့သူက official colorway ကဒါ varsity wrap ပါတယ်ဒါပေမဲ့ဒီမှာအနီရောင်ကကျွန်တော်ကြည့်ရတော့တော့ဆိုရဲတောက်တဲ့ဘက်ကိုမသွားဘဲနဲ့နည်းနည်းမှိုင်းတဲ့ဘက်ကိုသွားပြီးလှုပ်ထားပေးတယ်ပေါ့နော်အဲ့တော့ဒီဖက်မှာ crazy feature တွေအများကြီးပဲပါတယ်နောက်ပြီး storytelling ကလည်းကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ပထမတစ်ချက်အနေနဲ့ဒီဖက်က Michael Jordan 1985ဝန်းကျင်လောက်တုန်းကဒါသူထွက်မယ်ဆိုတဲ့ Black Door ရဲ့ sample ပုံစံ unreleased ကိုပြန်ပြီးတော့ဒီနှစ်မှာ reimagining ဆိုပြီးပြန်ထုတ်တာပေါ့နော်အားကြောင့်ဒီ feature တွေက wings logo အစားဒီနေရာမှာ Air Jordan လို့ရေးပေးထားတယ်နောက်တစ်ချက်ကကြတော့ဒီဖက်ကအဲ့တုန်းက Michael Jordan ဒါသူ basketball ဆော့အပြီးမှာဒါသူ့ရဲ့ close friend ဖြစ်တဲ့ David Bridger ဆိုရဲသူကိုဒါသူလက်ဆောင်အနေနဲ့ပေးခဲ့တဲ့တရံအဲ့မှာတော့ကသူဒါ sample ဖနက်ရဲ့ဒီအတွင်း column ဘယ်ဘက်ဖနက်ပေါ်မှာ my very best Michael Jordan ဆိုပြီးရေးထားတယ်ညာဘက်ဖနက်မှာကျတော့ my very best to brother
left always Michael Jordan #23 ဆိုပြီးရေးထားတယ်ဒါပေမဲ့ထူးခြားတာကဒီဖက်မှာကကျွန်တော်တို့ဘယ်ဘက် column အတွင်းဘက်မှာပဲကျွန်တော် UV နဲ့ထိုးမယ်ဆိုရင်တော့ detail မြင်ရတယ်ပေါ့နော်အဲ့ဒါပဲပါပြီးတော့ညာဘက် column အတွင်းဘက်မှာတော့ဘာမှတော့မရေးထားဘူးအဲ့တော့အပြင်ဘက်မှာတော့ဒါ Air Jordan ဆိုပြီး Wings logo အစား capital letter နဲ့အမဲရောင်နဲ့ပဲရေးပေးထားတယ်ပေါ့နော်နောက်တစ်ချက်ကဒီဖက်ထွက်ခံနီးတုံးကဒါကြော်ညာလောက်တဲ့အနေနဲ့ Travis Scott ကိုရိုင်းတော်မှာဒါ marketing campaign နဲ့မှာဝင်ပြီးရိုက်ထားတဲ့လောက်ထိကို high လာအောင်လို့လုပ်ခဲ့တဲ့တရံအဲ့တော့ဒီဖက်ကိုကျွန်တော်တို့ထွက်မယ်နဲ့ဒီ2024မှာတည်းကမထွက်ခင် stories မှာဆိုလို့ရှိရင်ဒေါ်လာ200ဝန်းကျင်လောက်နဲ့ဘတ်တော်တွေကျွန်တော်စပြီးတွေ့နေရတယ်အရင်ရီတွက်ကတော့ကျွန်တော်စိတ်ထင်သိန်းကနန်းလောက်ထွက်ခဲ့တယ်လို့ထင်တယ်အဲ့တော့မထွက်ခင်တည်းကိုက Nike ရဲ့ဒါပြဿနာတစ်ခုပေါ့နော် Alibaba တွေမှာကဒေါ်လာ200 retail ဈေးနီးပါးလောက်နဲ့ရနေတော့အခုထွက်တော့တော်တော်များများလက်ထဲမှာဖက်နက်တွေကရှိနေပြီးသားဖြစ်နေနေတူတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီဖက်နက်ကိုဒါ official release ထွက်ပြီးတော့တပတ်နေလောက်မှ store မှာဒီတိုင်း walk-in ဝင်ပြီးတော့ရအောင်ဝယ်ခဲ့တာပေါ့နော်အဲ့တော့ retail ဈေးနဲ့ပဲရအောင်ဝယ်ခဲ့တာဒါဆိုရင် market ထဲမှာတော့တချို့ size တွေဆိုရင် under retail တောင်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီလောက် storytelling ကောင်းတယ်နောက်ပြီး feature တွေလည်း crazy feature တွေအများကြီးပါတယ်ဖနက်ကဘာကြောင့် fail နေတာလဲဆိုပြီးကျွန်တော်စဉ်းစားစရာတခုရှိရပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားမိတဲ့အချက်ကတော့3-4ချက်လောက်တော့ရှိတယ်ပထမတစ်ချက်အနေနဲ့ကတော့ဒါ Jordan brand ရဲ့ပြဿနာပဲပေါ့နော်2023-24နှစ်လုံးက Jordan တော်တော်များများက fail တာများတယ်အဲ့တော့ပထမဆုံးတစ်ချက်ကတော့ကျွန်တော် limitation လို့ပဲထင်တယ်ပေါ့နော်အပုံမှန်ဒီလိုမျိုး storytelling ကောင်းတဲ့ဖက်နက်တွေအရင်ရေတော့တောင်းနှန်းလောက်ပဲထုတ်တဲ့အရာကိုသူတို့အနေနဲ့သိန်းကနန်းလောက်ထုတ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီဖက်ကပထမ rumors က2023မှာ drop မယ်လို့ပြောတယ်ပြီးတော့ကျွန်တော်အောက်တိုဘာ2024ကိုရွှေ့သွားတယ်အခုတကယ်အကျိုးထွက်လာတော့ကျွန်တော်တို့2025 February 15အထိနောက်ဆုတ်သွားတယ်ပေါ့နော်ကျွန်တော်ထင်တာတော့ဒါ Nike အနေနဲ့လည်းဒီလို Alibaba တွေ Bador တွေထွက်နေတာကိုသူတို့အနေနဲ့သိရတဲ့တူပါတယ်ကျွန်တော်တို့ Brad Bandit release တုန်းကလည်းဒါ February 14မှာထွက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ချက်မကောင်းတာကရှေ့မှာလူတွေက Bandit ကိုပဲမဲနေကြပြီးတော့ဒုတိယရက်မှာထွက်လာတဲ့ဒါ Black Door ကိုတုံတန်လူတွေကအရှိမလဲ Alibaba Bador တွေတွေ့ထားတော့တိတ်စိတ်ဝင်စားကြောတဲ့ပုံစံနဲ့လည်းတူတယ်လို့ကျွန်တော်ကတော့ထင်တယ်ပြောရရင်တော်တော်နှမျိုးကိုကောင်းတယ်ဗျာဒီလိုဖက်မျိုးကိုဘာကြောင့် Nike နေနဲ့ February 14မှာ Bandit ကိုထွက်တယ် February 15မှာ Black Door ကိုထွက်လဲတယ်ကျွန်တော်ကတော့စဉ်းစားလို့တောင်မရဘူးပေါ့နော်ဘာလို့2လ3လလောက်ခွာပြီးတော့မှထွက်မယ်ဆိုရင် maybe တခြား reset ပြောင်းသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့စောနာဟောပြန်ပြောရမယ်ဆိုလို့ရှိရင် stories မှာကိုယ်တိုင်ကဒီ official release ကိုမစောင့်ဘဲနဲ့ retail ဈေးနီးပါးနဲ့ရနေတော့လူတွေအနေနဲ့တိတ်ရင်မခုံတော့တာလည်းပါလိမ့်မယ်အဲ့တော့ကျွန်တော်ခံမှန်းတာမမအောင်ဆိုရင်သိကြတယ်အရင်ရေတွက်ကသိန်းကနန်းထွက်ခဲ့လိမ့်မယ်ပေါ့နော်အဲ့တော့ limitation ရဲ့ပြဿနာတော်တော်လေးကြီးအောင်ဒီဘက်မှာကျွန်တော်တွေ့ရတယ်နောက်ချက်ကကျွန်တော်စိတ်အထင်ပေါ့နော်ဒါ wins logo ကြောင့်လို့လည်းထင်တယ်အဲ့တော့ရုပ်တရက်ကြည့်မယ်ဒီဖက် story တို့ history တို့မသိတဲ့သူဆိုလို့ရှိရင်ပုံမှန်ခေါက်ရိုးကျိုးနေတဲ့ wins logo ကိုမမြင်ရဘဲနဲ့ဒီနေရာမှာ Air Jordan လို့ရေးထားတာကတချို့လူတွေအတွက်ဒါဆိုရင်အတုလို့တောင်မှထင်ကောင်းထင်သွားနိုင်တယ်ပေါ့နော်ဘာလို့ဒီလိုမျိုးရေးထားတာလဲဒါကျွန်တော်အတွက်တော့ဒါပြောရမယ်ဆိုရင်ရုပ်ဆိုးတယ်ဗျာထူးခြားတယ်ဆိုတော့မှန်တယ်လက်ခံတယ်ဒါပေမဲ့မြင်နေကြပုံစံမဟုတ်ဘဲနဲ့ wins logo နေရာမှာ Air Jordan လို့ရေးထားတဲ့ဟာကထူးခြားပြီးတော့တမျိုးဖြစ်နေတာတော့ဒါအမှန်ပဲအဲ့တော့ဒီချက်တွေကြောင့်တော့ကျွန်တော်ကတော့ဒီဖနက်က high တဲ့လောက် high မလာဘဲနဲ့လက်ရှိ market ထဲမှာ under retail ဖြစ်နေရလို့ထင်တယ်အခုဝယ်ခြင်းတဲ့သူတွေအနေနဲ့ကျွန်တော်ဝယ်တင်လားမဝယ်တင်လားလို့မေးမယ်ဆိုလို့ရှိရင်တော့ collector တွေတစ်ချိန်မှာ high လာမယ်လို့ထင်ပြီးတော့မဝယ်တင်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ရှေ့မှာတာလကားတွေရှိဘူးတယ်အဲ့တော့2022ဒီဇင်ဘာတော့လည်းကျွန်တော်တို့ဒါ loss and found ထွက်ခဲ့တုန်းကလည်းအရင်ရေတွက်ကသိန်းကနန်းထွက်ခဲ့တယ်အရင်ရေတွက်အရင်များတော့ဖနက်ရဲ့ story တို့ history တို့ကဘလောက်ပဲကောင်းဖနက်ကဈေးတက်တဲ့လောက်မတက်တော့ဘဲနဲ့ market ထဲမှာတော်တော်ပိုနေတဲ့ဖနက်တွေအရင်များတယ်ပေါ့နော်လိုနေတဲ့ demand ထက် supply ကအရင်များသွားတဲ့အချိန်မှာဖြစ်လာတဲ့ပြဿနာတစ်ခုပဲပေါ့နော်အဲ့တော့ဒီဖနက်ကလည်းကျွန်တော်အဲ့လိုမျိုးပဲမြင်တယ်ဖနက် official release Nike အနေနဲ့မထွက်ခင်မှာ market ထဲမှာတော်တော်လေးဘတ်တော်တွေကပြန့်နေပြီ Alibaba တွေကလည်း retail ဈေးဒေါ်လာ180နီးပါးဒေါ်လာ200လောက်နဲ့ဝယ်ရောင်းလုပ်နေကြတာဆိုတော့တော်တော်များများအတွက်ရင်ခုန်စရာလုံးဝမကောင်းတော့တာတော့အမှန်ပဲဈေးတက်လာမလားဆိုပြီးတော့ဒီဖက်ကိုလောလောဆယ်ဝယ်စုတာတော့ risk တော်တော်လေးများတယ်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်ပြန်ရင်လည်းဒီလောက် storytelling ကောင်းတယ်ကျွန်တော်တို့ box ကိုပဲကြည့်အောင်
ဒါ Michael Jordan portrait နဲ့ tissue paper ဆိုလဲဒါသူ့ရဲ့ portrait တွေနဲ့ Wings logo တွေနဲ့ဒါ Wings logo ဆိုလို့ရှိရင် Air Jordan 1ကို design ဆွဲခဲ့တဲ့ Peter Moore ရဲ့သူဆွဲခဲ့တဲ့ process တွေအားလုံးကိုဒီ tissue paper ပေါ်မှာ detail အနေနဲ့ step by step ထည့်ထားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ detail တွေကတော်တော်မိုက်တယ်ဖက်နှက်မှာဆိုလို့ရှိရင်လည်းဒါ hidden UV feature အနေနဲ့ဒီလိုမျိုးရေးပေးထားတာတွေပြောရရင်ဖက်နှက်တို့ material တို့ design creation နဲ့ပတ်သက်ပြီးဘာမှမှားမနေဘူးဗျာဒီဖက်နှက်က Nike အနေနဲ့ဒါသူတို့ရဲ့ marketing strategy နဲ့သူတို့ limitation လို့ခေါ်တဲ့အရာတစ်ခုကိုမထိန်းချုပ်နိုင်လိုက်တာနဲ့ဖက်နှက်ကတော်တော်လေးကမောက်ကမဖြစ်ပြီးတော့ height တင်သလောက်မ height လာဘူးလို့ပဲကျွန်တော်တို့ကတော့မြင်တယ်ဒါတွေကိုကြည့်ပြီးတော့ဒီဖက်နှက်ကဒီအချိန်မှာဈေးမတက်လဲဘာမှမဖြစ်ဘူးကြိုက်တယ်ဝယ်စုချင်တယ်ဆိုရင်တော့လုံးဝဝယ်လို့ကောင်းတဲ့အနေအထားတစ်ခုမှအလောဆယ်ရှိနေတယ်တချို့ဖက်နှက် sizing တွေဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာ180ဝန်းကျင်မှာပဲရှိနေသေးတယ်ပေါ့နော်ကိုယ်တိုင်စီးမယ်ကိုယ်တိုင်ဖြုတ်မယ်ဆိုတဲ့သူတွေကလည်းဒါဝယ်ထားတဲ့တယ်လို့ပဲကျွန်တော်ကမြင်တယ်ပေါ့နော်အဲ့တော့1985တုန်းကဖက်နှက်ရဲ့ sample ဖက်နှက်ကိုဒါအခု reimagine နေနဲ့ပြန်ထွက်ထားတဲ့တရံပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Amatran channel ကို subscribe မလုပ်ရသေးတဲ့လူတွေကိုလည်းဒီနေ့ video ကြည့်နေရင်းနဲ့ပဲ subscribe လုပ်ပါဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာတင်ထားတဲ့အတိုင်းပဲဒီဖက်နှက်ကကျွန်တော်ဒါ giveaway ဒီနေ့ဗီဒီယိုအောက်မှာ comment ရေးသွားတဲ့သူတွေတဲကနေဖောက်ပေးမှာပေါ့နော်အဲ့တော့ကြည့်နေတဲ့သူတွေထဲမှာရောဘယ်လိုမျိုးမြင်လဲဒီဖက်နှက်ကိုဝယ်မှာလားမဝယ်ဘူးလားဆိုတော့ဒီနေ့ဗီဒီယိုအောက်မှာ comment ပေးသွားရင်းနဲ့ကျွန်တော်တို့ winners ကိုနောက်ဗီဒီယိုမှာ announce လုပ်ပြီးတော့တင်ပေးပါမယ်အဲ့တော့ကျွန်တော်တို့တွေကဒီ channel မှာဗီဒီယိုကို Friday တိုင်းမှာတင်ပေးဖို့လောလောဆယ် planning လုပ်ပြီးရထားလို့ကျွန်တော်နောက်ပတ်မှာလည်းစောင့်ကြည့်ကြဖို့အားလုံးကိုပြောရင်းနဲ့ဒီနေ့ဗီဒီယိုလောက်ပါပဲအဲ့တော့ဒီဖက်နှက်ကိုဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် Urban Trend Facebook page မှာလည်းလာမှာလို့ရသလိုကျွန်တော်တို့ Urban Trend Bangkok ဆိုရယ် Bangkok ထိုင်းဘက်မှာလည်းမှာလို့ရပါတယ်လို့ပြောရင်းနဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံး see you bye bye